တာမြို့ပေါ့နော်တာမြို့ကနေမဲဆောက်ကိုညတကောင်ကားပြန်မောင်းတက်တဲ့ချိန်ပေါ့နော်ဆိုတော့ဝုဒ္ဒတအနေနဲ့ gate 3 gate ဖြတ်မယ်ပေါ့နော်အချိန်တွေဘယ်လိုရှိလဲဆိုတာဒီဗီဒီယိုလေးရိုက်ပေးတာဖြစ်ပါတယ်ဖြစ်မယ်ဒီပထမတစ်ကိတ်ကတော့ AC ပါเนาะ AC ဖြစ်သွားပြီတယောက်တည်းလည်းဖြစ်တဲ့အတွက်မစစ်တော့ဘူးပေါ့သဘောအားဖြင့်ပေါ့နော်။ဂျန်တဲ့ငကိတ်ပဲလို့ရှိမလဲစကြည့်အောင်။အားလေ။တော့မစတဲ့တယ်လေ။ဘာကြောင့်ကပ်ပဲရှိတယ် passport visa မရှိဘူးဘာကြောင့်ကပ်တဲ့မျိုးနဲ့သွားလာတဲ့လူတွေဒီအလေကိတ်ကရှိတယ်လို့နော်မရှိတာမရှိဘူးပေါ့နော်သွားလို့ရတယ်ဒါပေမဲ့တချို့လူတွေပတ်စံပေးရတယ်ပေါ့နော်900တောင်ပေးရတဲ့ကိတ်ဒါတော့တရားမဝင်ဘူးနော်ပေးစံမလို့တကယ်လည်းကြားတော့ကဲဒီကိတ်အချင်းတွေဘယ်လိုရှိလဲကြည့်ရအောင်ရောက်တယ်ဆိုတော့စစ်တော့ဘောနော်တော့ဒီကတိယမှာတော့တယောက်တည်းစစ်တော့ကြတော့တိတ်မစစ်ဘူးတစ်ခါတည်းကျတော့စစ်တယ်โอเคဒါတော့နောက်ဆုံး gate ပေါ့နော်နောက်ဆုံး gate မဲဆောက်အခွင့်ပေါ့မဲဆောက်ကနေပြန်ထွက်တဲ့ပထမ gate မဲဆောက်ကိုသွားရင်နောက်ဆုံးတတိယ gate အဲ့ gate ကကျတော့လောက်ဝကရေရောစတာအကုန်ရှိနေတယ်နော်ဆိုတော့ဒီကောင်ကစီစီကျန်းတယ်ကျန်းတော့ဘောတော့တေချာလေးလောက်တဲ့ကိတ်ပေါ့နော်ဘာဖြစ်ဆိုပြီးမှတဲ့ကိုထောက်ထားမရှိတဲ့လူကမှဆိုတော့အပေါ်စားတေချာစစ်စီတဲ့ကိတ်ဖြစ်ပါတယ်အဲ့တော့မဆောက်ခဲ့ရမှာဖြစ်ပါတယ်ဆိုတော့မစစ်တော့ဘူးအနောက်ကြည့်တယ်ထက်ကြည့်တယ်ကိုမပါဘူးโอเคဆိုတော့မဲဆောက်မြို့ကိုပြန်ဝင်လာပါပြီโอเคပါဒါတော့မဲဆောက်မြို့ရဲ့မြို့ဝင်ညတကောင်ရန်မြို့အဝင်ညအလားပါလေးဖြစ်ပါတယ်